အားလုံးပဲမင်္ဂလာပါညီမတို့ရဲ့ channel လေးကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စောင့်ကြည့်ဦးဆိုတဲ့မိချုံအကြောင်းကတော့ပြောဖို့လိုအပ်လာပါပြီဒီကောင်နည်းနည်းတော့လိုနေပြီ 1B နဲ့ဒီမိုစလီယာတို့နားထားတဲ့အချိန်မှာတစ်နှစ်ထဲနဲ့အကုန်ကြော်တက်ပြပြီးစံချိန်တင်ခဲ့ပါတယ်ဒါပေမဲ့ 1B ကတော့အပိုင်းသစ်ထွက်ရှိပြီးမိချုံရဲ့စံချိန်ကိုပြန်လည်ကြော်တက်သွားပါပြီဒီမိုစလီယာအနေနဲ့လည်းအပိုင်းသစ်ထွက်လာရင်မိချုံရဲ့စံချိန်ကိုကြော်တက်မလားဆိုတာတော့စောင့်ကြည့်ရမှာပါSolo Leveling ဟာတောင်ကိုရီးယားရဲ့ live novel နဲ့ webtoon series တစ်ခုဖြစ်ပြီး action fantasy enemy ဖြစ်ပြီးတော့စောင့်ကြည့်ဦးဆိုသည့်ကမ္ဘာအနေရဲ့ရှိဆုံး hunter အဖြစ်တိုးတက်လာပုံကိုရိုက်ကူးထားတဲ့ series ဖြစ်ပါတယ်။ဒီနေရာမှာ live novel နဲ့ webtoon အကြောင်းကိုပြောပြပါမယ်။ live novel ဆိုတာမူရင်းဇာတ်လမ်းဖြစ်ပြီးတော့ချူးကုန်ရေးသားက2016-2018တွင်ထုတ်ဝေခဲ့ပါတယ်။စာဖတ်ချင်ရင်တော့ Bro က live novel ကိုရွေးချယ်ပြီးဖတ်နိုင်ပါတယ်။ Webtoon ဆိုတာကတော့ Regis Studio မှာရုပ်ရှင်ပြန်ဆိုတာပြီး2023တွင်ဖြန့်ချီခဲ့ပါတယ်။ Brother တို့ကရုပ်မြင်ပြီးစာဖတ်ချင်ရင်တော့ Webtoon ကိုရွေးချယ်ပြီးဖတ်နိုင်ပါတယ်။ Enemy Adaptation 2024ထွက်ရှိထားပြီး A1 Picture မှာထုတ်လုပ်ထားပါတယ်။ဇလန်သေးစိတ်မှာကဘာပေါ်တွင်ဂိတ်များပေါ်လာပြီးဂိတ်ပေါက်အတွင်းမှာ Monster များနဲ့ Hunter တွေတိုက်ခိုက်ရတဲ့ဇလန်မျိုးဖြစ်ပြီးသူတို့ကဘာမှာ Hunter တွေကို run တွေခွဲခြားထားပြီး E run, D run, C run, B run, A1 F run ဆိုပြီးတော့ခွဲခြားထားပါတယ်။စောင်းချင်ဦးဆိုတဲ့သူဟာစေယုံတက်နေရတဲ့အမေနဲ့ကြောင်းတက်နေရတဲ့ညီမလေးတို့ဟန်တောင်းဝင်လုပ်ခဲ့ပြီး Iran ဆင်းကနေ Blue level up သွားမလဲဆိုတာကြည့်ရမယ့် series တစ်ခုပါ။ MC စောင်းချင်ဦးဟာကမ္ဘာနှိပ်ဆုံး Hunter Iran Hunter ဖြစ်ပြီး Iran Hunter တွေထဲမှာတော့အားနည်းဆုံး Hunter အဖြစ်စတင်ခဲ့ပြီးတပည့်တန်းချင်းဖြစ်ဖြစ်တစ်ခုအတွင်းမှာသူ့ဘဝပြောင်းလဲသွားခဲ့ပါတယ်။ချင်းဦးဟာ level N9 နဲ့ player ဖြစ်ရွေးချယ်ခံရပြီးတယောက်တည်း level L လုံးနိုင်တဲ့ခွင့်ရရှိလာပြီးပြန်လည်နိုးထားလာတဲ့ Hunter တူဖြစ်လာပါတယ်။ဂျီယူဟာကရှင်များဖြည့်ဆည်းခြင်း monster များအနိုင်ယူခြင်းဖြင့် level L လုံးနိုင်ပြီး step point များကိုသူစိတ်ကြိုက်ဖြည့်ဝင်နိုင်ပြီးသူ့တိုးတက်မှုကို RPG game လိုမျိုး stated window ဖြင့်ကြည့်ရှုနိုင်ပါတယ်။ဂျီယူဟာသူတိုက်ခိုက်ပြီးအောင်နိုင်ထားတဲ့ monster တွေကို shadow extraction လုပ်ခါသစ္စာခံ shadow ဆိုကြဖြစ်လဲပြောင်းလဲနိုင်ပါတယ်။နောက်ပိုင်းမှာသူ့ရဲ့ရိတ်စစ်ဟာတဖြည်းဖြည်းကြီးထွားလာပြီး Iran Hunter လေးစောက်ကြည့်ဦးကနေကမ္ဘာအားကြီးဆုံး S1 အဖြစ်ကို Blue level up သွားမလဲဆိုတာစိတ်ဝင်စားဖို့ကြည့်ရှုရမှာပါ။ Solo Leveling series ဟာ Underdog overpower ပြီးထိစူးစမ်းအားထုတ်မှု RPG live progression နဲ့ Death Fantasy setting တို့ကိုနှစ်သက်သူများအတွက်အကောင်းဆုံး series တစ်ခုဖြစ်ပါတယ်။အားလုံးပဲဆုံးထိကြည့်ရှုပေးရကျေးဇူးတင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုသဘောကျရင် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်။ညီမကတော့ဝေသေးပါ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။